မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေ Flavor Click ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံလေးကိုဒီမှာပဲလက်စတတ်ပါမယ်။ပြင်ញ្ញပြုခဲ့တဲ့မူရင်းတပ်ပုံကိုလည်းရှင်းသွဲပေါ်ပြထားပါတယ်။အခုတော့ဒီလောက်ပါပဲ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။